ဟိုတနေ့ကစာလေးတစ်ပုဒ်ဖတ်မိတာကိုသေးသွားတဲ့ခါကိုသေးသွားတဲ့ခါမှာ3ရက်လောက်တော့အာနာစွာထားကြလိမ့်မယ်တဲ့ပြီးတာနဲ့ကိုယွန်ရှာကြလိမ့်မယ်တဲ့ဟုတ်တာပေါ့တကယ်တော့3ရက်တောင်မဟုတ်ပါဘူးဒီနေ့သေပြီဆိုလို့ရှိရင်ညနေပိုင်းပဲဖြစ်ဖြစ်မနက်ပိုင်းပဲဖြစ်ဖြစ်အနားမှာတော့တိတ်မထားချင်ကြတော့အေးကောင်းနဲ့ထည့်လိုက်တာ9ရက်လောက်တော့ကိုသတိရနေကြလိမ့်မယ်ပြီးတာနဲ့စကားပြောမပြတ် TV ကြည့်မပြတ် Facebook အသုံးမပြတ်ဘဝကိုပုံမှန်ဖြတ်တန်းကြလိမ့်မယ်ဒါကတော့ရက်လက်ထီလို့ပြောတာတကယ်တော့ဘယ်ဟုတ်မလဲဒီနေ့သေပြီးပြီဆိုတာနဲ့ညရောက်လို့ရှိရင်ဖဲဝိုင်းနေထောက်တခါနဲ့ပြောကြရွှင်ကြဟီလာလာနဲ့ဒါဟာပူဆွေးတဲ့လူကပူဆွေးပြောတဲ့လူကပြောလို့တန်ဝင်ကရစရာသိကောင်းတယ်တန်ဝင်ကရစရာသိကောင်းတယ်ဒါနောက်တလားပြည့်တဲ့ခါကျတော့တဲ့ကိုအတွက်စွမ်းကပ်ပေးကြလိမ့်မယ်ပြီးတာနဲ့ကိုအကြောင်းမေ့ပြီးသူများအကြောင်းတွေပြောကြလိမ့်မယ်တကယ်တော့ကိုအကြောင်းကိုအမြဲတမ်းတွေးနေတဲ့ပုဂ္ဂိုလ်ဆိုတာခက်ရှားပါတကယ်ခက်ရှားလူတွေများသောအားဖြင့်အာယုံတစ်ခုတည်းမှာသူတို့ဟာအကြာကြီးပျော်တတ်တဲ့အလေးကျင့်နေတယ်ဟိုအာယုံပေါ်မှာပြောလိုက်ဒီအာယုံပေါ်ပြောလိုက်အမြဲတမ်းစိတ်ကပြောင်းလဲတွေနဲ့ပြောနေကြတယ်အဲ့ကကြတော့ကိုကတည်သွားတယ်တလားလောက်ပြည့်တယ်တလားမပြည့်ခင်9ရက်တိုးတွင်းမှာကိုပဲဝမ်းတော့နေတာပေါ့နော်စိတ်တော့တောကဖြစ်တာပါဒါပေမဲ့လည်းအမြဲတမ်းကြီးတော့သူကတောကဖြစ်နေတာတော့မဟုတ်ဘူးအမြဲတမ်းတောကဖြစ်နေတာတော့မဟုတ်ဘူးသူလုံးသေးရှိတဲ့လှုပ်တယ်အေးတလားပြည့်တဲ့အခါမှာစောနေပါလေကကိုအကြောင်းမေးပြီးတော့သူများအကြောင်းပြောကြလိမ့်မယ်အကြောင်းတိုက်ဆိုင်တဲ့ခါတော့ကိုအကြောင်းလေးတော့ပြောကြသေးတာပေါ့ဗျာတနေ့ပြည့်တဲ့ခါတဲ့ကိုအတွက်လူအတန်းလေးလှုပ်ပေးလိမ့်မယ်တဲ့ပြီးတာနဲ့ကိုနာမည်ကိုစကားတဲ့ထည့်ပြောသူရှားသွားလိမ့်မယ်ကိုရဲ့မိသားစုအတိုင်းဝိုင်းကတော့ဖြင့်အကြောင်းတိုက်ဆိုင်တဲ့ခါပေါ့နော်ဒါအကြောင်းတရားတွေတိုက်ဆိုင်လာတဲ့ခါတော့တတိယကြပါတယ်ဒါဖြစ်လေဖြစ်တာတော့ရှိပါတယ်10နှစ်လောက်ကြာပြီးတဲ့ခါမှာကိုရှိခဲ့တယ်ဆိုတာတောင်မှတတိယတဲ့သူရှားသွားလိမ့်မယ်တန်ရောစင်းနဲ့တိတ်မထားနဲ့တဲ့ကိုသာချစ်တတ်ဖို့သင်ယူတဲ့လောကကြီးကကိုမရှိလဲသူ့ဟာသာပုံမှန်လဲပတ်နေမှာပါတဲ့ဟုတ်တယ်တကယ်တော့ကိုမရှိလဲလောကကြီးကသူ့လဲပတ်နေဟုတ်တယ်အဲကြောင့်ကိုချစ်တတ်ဖို့သင်ယူတဲ့ဒါလေးကတန်ဝေကရစရာလေးပေါ့နော်လိုက်နေကျင့်သုံးစရာလေးကိုချစ်တတ်ဖို့သင်ယူရမယ်ပြီးလို့ရှိရင်ကိုဘဝအတွက်တကယ်ကိုနောက်ကိုပါတဲ့အလုပ်ကလေးတွေကိုစူးစမ်းပြီးတော့လုံနိုင်အောင်လုပ်ဖြစ်သွားအောင်အတွက်မအားဘူးဆိုတာကြီးကိုမေ့ချိတ်ထားမအားပေမဲ့ကိုဘဝအတွက်တကယ်တန်မိုးရှိတဲ့အရာတွေကိုဘဝအတွက်တကယ်ကိုနောက်ကိုပါမဲ့အရာတွေကိုဦးဇင်းတို့ကလုပ်ယူရမှာမအားတဲ့ကြားလုပ်ယူရမှာ